Game 1မှာဆိုလို့ရှိရင်တော့ဒီ mini basketball ချင်းလေးတွေတဲကို Christmas ဘောလုံးလေးတွေကိုဝင်အောင်ပစ်ထည့်ရမှာဖြစ်ပါတယ်အကွာဝေးတစ်ခုထားရမှာပေါ့နော်အဲ့ကနေပစ်ထည့်ရမယ်၃ခုလုံးဝင်နေဆိုလို့ရှိရင် Christmas လက်ဆောင်နေနဲ့ကြက်ကြော်တူတော့လက်ဆောင်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဘယ်သူတွေနိုင်လဲဆိုတာကိုဆက်ပြီးတော့ကြည့်ပေးပါပိုကောင်းတာကိုစားပါမာရူပီဇာ